ပြောလို့မလက်တိုနင်တောက်နေသူတွေများလာပါတယ်။ဒါပေမဲ့မလက်တိုနင်ကတကယ်ပဲလုံခြုံရေးလားဆိုတာကိုဒီနေ့မှာသိပ္ပံနည်းကျလေ့လာမှုတွေကိုအခြေခံပြီးတော့ရှင်းပြပေးသွားပါမယ်။မလက်တိုနင်ဆိုတာကအုံနောက်ထဲကပီနီရဲ့ဂလန်းကနေထုတ်ပေးတဲ့ဟော်မုန်းဖြစ်ပြီးတော့ကျမတို့ရဲ့အိပ်စက်ချိန်ကိုထိန်းညှိပေးပါတယ်။မလက်တိုနင်ကိုခဏတာပဲတုံးတဲ့အခါမှာအများဆုံးတွေ့ရတဲ့ဘီထွက်ဆိုးကြိုတွေကကြတော့ခေါင်းကိုက်ခြင်းနေ့လယ်ဘက်ကိုအိမ်ငိုက်ခြင်းမူးဝေခြင်းအစာအိမ်မအီမတာဖြစ်ခြင်းနဲ့အိမ်မက်ပြင်းပြင်းထန်ထန်အိမ်မက်ဆိုးမတ်တာမျိုးတွေတော့ဖြစ်တတ်ပါတယ်။ဘာကြောင့်ဖြစ်တာလဲဆိုတော့မလက်တိုနင်ကအုံနောက်ထဲက MT1 နဲ့ MT2 receptor တွေကိုလှုံ့ဆော်ပေးပြီးတော့ nervous system activity ကို short ချပေးပါတယ်။ဒါကြောင့်မို့လို့နေ့ဘက်မှာအိမ်ငိုက်တာမူးဝေတာတွေတော့ဖြစ်နိုင်ပါတယ်။တချို့လူတွေမှာတော့သွေးကြောတွေကိုကျေစေတဲ့အတွက်သွေးပေါင်ချိန်ကျတာမျိုးတော့ဖြစ်တတ်ပါတယ်။ရေရှည်သုံးစွဲမှုအတွက်ကတော့သုတေသနတွေကလုံလောက်မှုတော့မရှိသေးပါဘူး။ theory အရတော့မလက်တိုနင်ကဟော်မုန်းစနစ်အပေါ်မှာတက်ရောက်မှုရှိနိုင်တယ်။ကလေးတွေမှာဆိုရင်ပြူပါတီနောက်ကျနိုင်တယ်။နှလုံးသွေးကြောစနစ်အပေါ်မှာလည်းတက်ရောက်မှုတွေရှိနိုင်ပါတယ်။မလက်တိုနင်ကအိပ်စက်ခြင်းတစ်ခုတည်းကိုပဲမထိန်ချုပ်နိုင်ဘဲနဲ့ hypothalamus endocrine system reproductive hormone system နဲ့ cardiovascular system တွေကိုပါတက်ရောက်နိုင်တာကြောင့်မို့လို့ရေရှည်တက်ရောက်မှုတွေကိုဆက်လက်လေ့လာနေစေပဲဖြစ်ပါတယ်။လက်ရှိလေ့လာမှုတွေအရတော့မလက်တိုနင်ကို5 mg အောက်ပမာဏနဲ့ရေတိုသုံးစွဲတာကများအဖြစ်တော့လုံခြုံပါတယ်။ဒါပေမဲ့ရေရှည်နေ့တိုင်းသုံးစွဲမယ်ဆိုရင်တော့ဆရာဝန်နဲ့အရင်ဆုံးတိုင်ပင်ဖို့အကြံပြုလိုပါတယ်။အားလုံးပဲကြံ့ပါကြပါစေရှင်။